ဘဝတူတူကိုပညာရှိရှိဘယ်လိုဖြတ်တန်းကြမလဲပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ဒီကချန်နယ်လေးကနေပြန်လိုက်ပြီးတော့ကြိုဆိုလိုက်ပါတယ်လူအများစုဟာသူတို့မှာအဆုံးမရှိတဲ့အချိန်တွေရှိတယ်လို့ထင်တတ်ကြပါတယ်တကယ်တော့လူတစ်ယောက်ရဲ့ပြင်းပြသက်တမ်းဟာရက်ပေါင်း3000ဝန်းကျင်ပဲရှိနေတာပါဒါပေမဲ့ဒီနေ့ကြာရင်ဆိုတဲ့စကားလုံးဟာလုံးဆရာရှိတာတွေကိုမလို့ဖြစ်အောင်တားဆီးထားတဲ့အနေရရှိတဲ့စကားလုံးအဖြစ်လူအများစုသုံးနေကြတော့မှဖြစ်ပါတယ်ဒီအကြောင်းအရာကို Protective ပီတာဆိုတဲ့ channel ကသုံးသက်ပြလိုက်တဲ့အချိန်မှာတော့ကြည့်ရှုသူ3တန်းကျော်ရှိလာခဲ့တာပါဒီဗီဒီယိုလေးမှာတော့အဲ့ဒီအကြောင်းအရာကိုအစီအနစ်တော့အကျဉ်းချုပ်ပြီးဝေမျှပေးသွားပါမယ်လက်ကျန်ဘဝကိုဉာဏ်ရှိရှိဖြတ်တန်းဖို့ဆန္ဒရှိတယ်ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့တိုက်တွန်းရမှာပါနံပါတ်1ကတော့အချိန်နဲ့ဦးစားပေးမှုတွေကိုစီမံခန့်ခွဲဖို့ပါပဲအဲ့ဒီအတွက်အတွေ့အကြုံသစ်တွေကိုလည်းဖန်တီးရပါမယ်လုံယုံလို့စင်တွေကနေခွဲထွက်ပြီးအသစ်အစမ်းတွေရှာဖွေတဲ့နေရာမှာပိုထီရောက်တဲ့နီလန်းတွေကိုတွေ့လာနိုင်ပါတယ်။နောက်ပြီးအလုပ်ရှုပ်နေတာနဲ့အလုပ်တကယ်ဖြစ်တာကိုလည်းခွဲခြားသိရမှာပါ။အဓိကကတော့မလိုအပ်တဲ့အပေါ်လုပ်တွေကိုဖယ်ရှားပြီးရလန့်ဦးစားပေးတဲ့အလုပ်တွေကိုရွေးချယ်ရမှာဖြစ်ပါတယ်။နံပါတ်2အနေနဲ့ဆက်ဆံရေးနဲ့လူမှုရေးအရင်းအနှီးတွေကိုလည်းတည်ဆောက်ရပါပါ။ဆက်ဆံရေးတွေကဘဏ်ကောင်တွေလိုပါပဲ။သိငယ်တဲ့အပြန်အလှန်ဆက်သွယ်မှုတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုခိုင်မြဲနေအောင်တည်ဆောက်ထားရမှာပါ။ဒီလိုလုပ်နေရင်ကိုယ့်အတွက်စစ်မှန်တဲ့ဆက်ဆံရေးဆိုတာကိုကြုံလာအောင်မှဖြစ်ပါတယ်။အဲ့ဒီအခါကျရင်တော့ပိုပြီးအချိန်ပေးကခိုင်မြဲအောင်တည်ဆောက်ထားရမှာပါ။နံပါတ်3ကတော့ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်ရေးကိုအာရုံစိုက်ဖို့ပါပဲ။အဲ့ဒီအထဲမှာကျန်းမာရေးကိုဂရုစိုက်ဖို့ကတော့အဓိကဖြစ်နေတာပါ။ကိုယ်နဲ့ကိုက်ညီတဲ့အိပ်စက်ခြင်းကိုယ်လက်လှူရှားမှုအစားအသောက်တွေကိုလည်းဂရုစိုက်ရပါလိမ့်မယ်။နောက်တစ်ချက်ကတော့စဉ်ဆက်မပြတ်သင်ယူနေဖို့ပါပဲ။နောက်ပြီးအတားအဆီးတွေကိုအခွင့်အလမ်းလိုမှတ်ယူပြီးသင်ယူနိုင်တဲ့အစွမ်းကိုတိုးမြှင့်ဖို့လည်းလိုအပ်နေပါတယ်။နံပါတ်4ကတော့ဗန်နိုင်ရေးနဲ့စိတ်ခံစားမှုဆိုင်ရာဉာဏ်ပညာပိုင်းမှာမြင့်တင်ဖို့ပါပဲ။ငွေကြေးကအချိန်ရဲ့လွတ်လပ်မှုကိုဝယ်ပေးနိုင်ပါတယ်။အဲ့ဒါကြောင့်ငွေကြေးစီမံမှုနည်းပညာကိုလူတိုင်းသင်ယူထားတင်တာပါ။အဲ့ဒီအခါကျမှအသုံးနဲ့အဖြုံးကိုခွဲခြားသိပြီးဆင်ခြင်နိုင်မှာဖြစ်ပါတယ်။အဲ့ဒီတော့မှအရာဝတ္ထုတွေအစားအတွေ့အကြုံကိုဝယ်ယူဖို့စိတ်ကူးရမှာပါ။နောက်တစ်ချက်ကတော့စိတ်ခံစားမှုကိုထိန်းချုပ်နိုင်တဲ့ skill ပါပဲ။လူတွေ EQ လို့ခေါ်ကြတဲ့ skill ဖြစ်ပါတယ်။စိတ်ခံစားမှုကိုထိန်းချုပ်နိုင်မှမလို့တင်တာတွေမလို့ဖြစ်အောင်မလို့အပ်တာတွေကိုမခံစားနိုင်ရအောင်ကိုယ့်အခြေအနေကိုအမှန်တိုင်းသုံးသပ်နိုင်အောင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။နောက်ဆုံးနံပါတ်5အချက်ကတော့ကိုယ့်ရဲ့ဘဝကိုကိုလိုချင်တဲ့ပုံစံအတိုင်းဖြစ်အောင်ဒီဇိုင်းဆွဲဖို့ပါပဲ။ဒီလိုဒီဇိုင်းဆွဲပြီးရင်လည်းမဖြစ်မနေအကောင့်ထဲပေါ်ရမှာဖြစ်ပါတယ်။အဲ့ဒီအထဲမှာတီထွင်ဖန်တီးနိုင်စွမ်းတွေကိုမြင့်တင်ပေးဖို့လည်းလိုအပ်နေတာပါ။မကောင်းတဲ့အကြံဉာဏ်တွေကိုတွန်းလှန်ပြီးကောင်းတဲ့အရာတွေကိုဖန်တီးနိုင်ရင်ဘဝအတွက်ပိုပြည့်စုံစေမှာဖြစ်ပါတယ်။နောက်ပြီးစီမံခန့်ခွဲမှုတစ်မျိုးလဲထပ်လို့အနေသေးတာပါအဲ့ဒါကစွမ်းရည်စီမံခန့်ခွဲမှုပါပဲဒါကအချိန်စီမံခန့်ခွဲမှုချက်ဖို့အရေးကြီးတယ်လို့တောင်းဆိုထားတာဖြစ်ပါတယ်ကိုစွမ်းရည်အမြင့်ဆုံးအချိန်တွေမှာအလုပ်လုပ်ရင်တီထွင်ဖန်တီးနိုင်စွမ်းမြင့်တယ်လို့အလုပ်လဲပို့ပြီးပါတယ်အဲ့ဒီအချိန်တွေကိုသတ်မှတ်ပြီးတိတိကျကျအလုပ်လုပ်ရင်အကျိုးကျေးဇူးကိုသိမကြခင်မှာမြင်တွေ့ရမှာပါဘဝဆိုတာကိုနေ့စဉ်ပြုလုပ်နေတဲ့လုပ်ရက်တွေရဲ့ရလဒ်ပါပဲကိုယ့်ရဲ့ဆုံးဖြတ်ချက်တိုင်းကိုယ့်ရဲ့လှုပ်ရှားမှုတိုင်းကဒီရလဒ်ပေါ်မှာသက်ရောက်နေတာပါတခါတလေကြာရင်ကိုမထိန်ချုပ်နိုင်တဲ့ပြင်ပပယောဂတွေကြောင့်ဘဝကရှေ့မရောက်သလိုပိုဆိုးသွားသလိုအခြေအနေတွေလည်းတွေ့ရနိုင်ပါတယ်။အဲ့ဒါကြောင့်ကိုထိန်ချုပ်နိုင်တဲ့ကိစ္စတွေပေါ်မှာပဲအာရုံစိုက်ပြီးဉာဏ်ရှိရှိဖြတ်သန်းဖို့အကြံပေးထားကြတာပါ။ဘဝဆိုတာနောက်ထပ်အချိန်တွေရှာဖွေတာမဟုတ်ပဲရှေ့ပြီးသားအချိန်တွေကိုအကျိုးရှိရှိအသုံးချတာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီနေ့ကစပြီးသင်လုံးနိုင်တဲ့အရာတစ်ခုကိုရွေးချယ်ကဘဝကိုအပြည့်အဝနေထိုင်ဖို့ကြိုးစားဖို့တိုက်တွန်းချင်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။